လိုအပ်တဲ့ခြုံတွေကိုရှင်းဒီဘက်ကဘက်ဖိုးနဲ့ရမ်းပြီးတော့ပုံထားတဲ့ဟာတွေမြေဧရိယာတွေမှာအဲ့ဒါတွေတစ်ခါပြန်ရှင်းထုတ်ရှင်းလိုက်စိုက်လိုက်စိုက်ရင်ရှင်းရင်ရှင်းရင်စိုက်ရင်ပါပဲဗျာဒီထဲမှာလည်းဖယုံသီးလေးတွေတီးပါတယ်ဒါဆိုရင်အထက်ရေကန်သားလေးရောက်နေပြီမနေ့တုန်းကမိုးလေးရွာထားတော့အဆင်ပြေသွားအောက်ကစိုက်ထားတဲ့လယ်ကွင်းတွေလည်းရိတ်သိမ်းနေပြီဒါဆိုလို့ရှိရင်အပင်90 100လောက်ထပ်ဆိုင်မယ်မြေဧရိယာရလာပါတယ်